ကျွန်တော်တို့လုပ်နေတာကကြတော့ Scratch programming အတွက်လည်း programming တစ်ခုဖြစ်တယ်။ဒါကကြတော့ကလေးတွေကတည်တံ့ဒီဇိုင်းထားတဲ့ code တစ်ခုဖြစ်တယ်။အခုကျွန်တော်လည်းဒီလိုလုပ်နေတယ်တစ်ခုကကြတော့ main string တစ်ခုဖြစ်တယ်။လုပ်ပေါ်တဲ့ sprite ကိုလုပ်ပြီးလို့ရှိရင်အဲ့ sprite ကိုပုံဆွဲပေးမယ်။ကိုတဲ့ပုံဆွဲလို့ရမယ်။ကိုကလည်းလို့ဆက်ပြီးရှင်းတယ်ကြမယ်။
Miss ကိုဆွဲပြရတယ်။ clear spread ကတော့ no one will let it go to you ရမယ်။
လုံးဒီစားလိုက်လို့ရှိရင်အဲ့ဒါကိုထောက်ထားရမယ်မဟုတ်